ဟဲ့အောင်ဘိုင်းများနေပြီပြန်လိုက်တော့ဟာ ကာမပြောင်းကွာငါရသည်ရေရွှေလေးလာခေါ်မှပြန်မယ် ဟဲ့ပိုင်ကြီးနင်ကဒီမှာတောက်တော်ခေါ်နေတယ်ဗောငါမှတော့မျောနေလိုက်ရတာဟဲ့နင်ကတော့လေဟာမပြောလိုက်ချင်ဘူး မိမလေမိမလာခေါ်ရင်ပြန်မလို့ပဲလေကဲလာပြန်မယ်နော် ကဲရွှေကြီးဘိုင်းကိုခေါ်သွားတော့ဟာဒီကောင်တောက်တာများနေပြီ ငါသိပါတယ်မင်းသူရဲ့သူ့အတန်ကြားတဲ့ကတိပြီးသားငါလေစိတ်ရှိလက်ရှိလှုပ်လိုက်ရဒင်းသိမ်မာ မိမလေဒါလေယောက်ျားမချစ်ဘူးလား ဒီမဲငါပိုင်ငါနဲ့မရခင်ကနင်ဘယ်လိုပြောခဲ့လဲဟမ်ဒီအရက်ကိုမတောက်တော့ပါဘူးဆို ကဲပါမိမရဲ့ယောက်ျားနောက်မတော့တော့ဘူးနော် ကဲပါဟုတ်ပါပြီလာလာကိုပိုင်အိမ်ပြန်မယ် အမလေးဗျာခုနကသူတို့ပဲစကားများနေကြတာခုကြတော့လေတဲ့နေကြပါရောလား ဒီမဲမင်းသူဒါကိုအချစ်လို့ခေါ်တယ်ဟဲ့နင်ကဘယ်သိမှလဲရီးစားတောင်ထားဘူးတာမှမဟုတ်တာ အေးဘောဟာနင်တို့ပြောလဲခံယုံပေါ့ ကဲပါအဲ့ဒါဆိုလဲနောက်မှငါတို့ပြောကြတော့ပေါ့ဟဲ့လောလောဆယ်ကိုပိုင်ကိုအိမ်ခေါ်သွားတော့မယ် မိမရေပြန်မယ်လေ ဟုတ်ကဲ့ကိုပိုင် ဟဲ့အောင်ငါပိုင်မင်းကလည်းကွာနေပါဦးပြီးမှငါပြန်လိုက်ပို့ပါမယ်ဟာမိမလာခေါ်တာနဲ့ပဲပြန်တော့မလို့လား ပြန်ရမှာဗောဟာငါမှာရွှေလေးပဲရှိအားမင်းတို့ပြောလေမင်းတိမှာမဟုတ်ပါဘူးကွာ ဟုတ်ပါတော့တနေ့တနေ့ငါကိုပိုင်ကိုပဲဒီအရေးတွေတောက်ဖို့ခေါ်နေတာပဲ ဟောဒါကတော့ဟာငါပိုင်ကမိမရပြီဆိုတော့အတွေ့အကြုံလေးပါလေးမေးချင်လို့ပါ အဲ့လိုတော့တော်ကဘယ်မင်းကလေးကိုစိတ်ဝင်စားနေလို့တော့ ဟဲ့ဟဲ့သူစားလေးဟာနေရလေ အမလေးတော့သူစားဆိုတာရွာမြောက်ပိုင်းကအချောအလှလေးမလားနင့်လိုမမုန်းနေတော့ဒီတက်တက်မဖြစ်နိုင်ပါဘူးဟဲ့ အာနေရလေမဖြစ်နိုင်တော့ငါသိပါတယ်သူ့ကိုငါချစ်တယ်ဆိုတာသိစေချင်ုံလေးပါပဲဟာ အေးလေဒါဆိုလေချစ်တာကိုချစ်တယ်လို့ပြောလိုက်ပေါ့အယူကြီးရလေ အဲ့ဒါဆိုဟုတ်ပြီဟာအာသူစားကိုချစ်တယ်လို့ဖွင့်ပြောတော့မယ် ပြောစရာမလိုတော့ပါဘူးအကုန်ကြားပြီးနေပြီ ဟမ်သူစား ကိုမင်းသူတော့ဘာဖြစ်နေရလဲကျုပ်ကိုမြင်တာတရေမြင်နေထင်နေလို့လားတကယ်ပဲယောက်ျားမဟုတ်တာကြာနေရပဲတော့ကျုပ်ကိုချစ်တယ်မလား ဟုတ်တယ်သူစားအကိုမင်းကိုချစ်နေမိတယ်မဖြစ်နိုင်မှန်းလည်းသိပါတယ်သူစားရဲ့အကိုချစ်တာကိုသိစေချင်ုံပါပဲ ဟောရှင်ဒီတော့ပြောနေရတာမသိတတ်ဘူးကဲဟဲ့ သူသားရဲ့နားလိုက်တာဒါဆိုရင်သူစားအကိုကိုချစ်တယ်ပေါ့နော် ဟာဒီနေ့ကတော့အယူကန်ကောင်းတဲ့နေ့ပဲဟေးမင်းတို့သူစားချစ်တယ်တဲ့ဟာဟာဟာ လူကန်ဆိုတာပြောမရဘူးလေငပိုင်ရဲ့ဟာဟာဟာ တော့ကိုမင်းသူရေရှင်လေသူစားစီကအဖြေကိုရပြီဆိုတော့ကျုပ်တို့လည်းပြန်တော့မယ်ကဲသူစားညီရဲ့လူကိုခေါ်သွားပြီတော့ အော်ဟုတ်ကဲ့မမရွှေ